အသင်းဖွဲ့တစ်ခုပဲဖြစ်စေမိသားစုအတွင်းမှာပဲဖြစ်စေရပ်ကွက်တစ်ခုမြို့နယ်တစ်ခုအတွင်းမှာပဲဖြစ်စေအားလုံးစုပေါင်းလိုက်တဲ့နိုင်ငံတစ်နိုင်ငံတွေကလူသားတွေပဲဖြစ်စေအားလုံးဟာညီညွတ်ရေးဟာအဓိကကြတယ်အားလုံးညီညွတ်တာအဓိကဆောင်ရွက်နိုင်မှသာလေကြီးပွားတိုးတက်မှုဆိုတာဖြစ်နိုင်တယ်မြတ်စွာဘုရားဟာညီညွတ်ရေးကိုအမြဲတမ်းဟောလေးရှိတယ်သံဃာတော်တွေကိုလည်းပဲဒီတိုင်းပဲဟောတယ်နော်သမေခောသမောရမာနောအဝိဝရမာနောဧကုတ်တေသောဖာတုဝိဟရတိညီညွတ်ရေးရဲ့အဓိပ္ပာယ်နဲ့ပတ်သက်လာတဲ့အခါမှာနော်သမေခတညီတဲ့ဆောင်ရွက်ကြတယ်သမောရမာနစိတ်တူကိုယ်တူရှိကြတယ်အဝိဝရမာနအငင်းခုံမလုပ်ကြဘူးတဦးနဲ့တူနော်ကွဲပြားခြားနာတဲ့စကားတွေနဲ့အချိန်ဖြုံးပြီးငင်းခုံမနေကြဘူးအားလုံးဟာတညီတဲ့အတန်ထွက်ပြီးနေပဲဆိုလို့ရှိရင်အဝိဓမ္မစိတ်ချမ်းသာကိုယ်ချမ်းသာနဲ့ချီးပွားတိုးတက်နိုင်တယ်လို့မြတ်စွာဘုရားဒီလိုခေါ်ထားတယ်အဲ့တော့အဲ့ဒီလိုခေါ်ထားတဲ့ပုံမှာလေခွန်ကြီးတို့တွေဟာစ조사လိုက်နာမှုရှိဖို့လိုအပ်တယ်အဲ့တော့မြတ်စွာဘုရားရဲ့အဆုံးအမနဲ့ပတ်သက်လာလို့ရှိရင်ပြုပြင်ပြောင်းလဲเสียရည်ဘုရားရဲ့အဆုံးအမနဲ့အညီလိုက်နာနေထိုင်နိုင်ဖို့စ조사ဖို့တွေဗတ္တမများစွာလိုအပ်လာတယ်မြတ်စွာဘုရားကလူဘဝရောက်လာလို့ရှိရင်မျက်စိနှလုံးရှိတယ်လူတိုင်းဟာအမေကမွေးပေးလိုက်တာမျက်စိနှလုံးရှိလာတဲ့လူသားတယောက်မျက်စိတစ်လုံးကစီးပွားရှာဖို့မျက်စိတစ်လုံးကကိုချင်းတရားကောင်းဖို့ဒီအမြင်နှစ်ခုနဲ့ပေါင်းစပ်ပြီးတော့သွားရမယ်လို့ဒါအခြေခံဟောတဲ့တရားပဲနော်အမြင်နှစ်ခုစီးပွားရှာရတဲ့မျက်စိရှိရမယ်ကိုချင်းတရားနဲ့အကောင်းနဲ့အဆိုးအကြောင်းနဲ့အကျိုးလှုပ်သင့်တာနဲ့မလှုပ်သင့်တာခွဲခြားသိတတ်တဲ့အမြင်ရှိရမယ်ဒီနှစ်ခုပေါင်းစပ်ပြီးတော့မှကောင်းမြတ်တဲ့အလုပ်တွေကိုလုပ်သွားမယ်ဆိုရင်လူတွေဟာဒုစရိုက်တွေကင်းလို့သူစရိုက်တွေနဲ့တာယာဝါပြောတဲ့လူပေါင်းမှာစိတ်ချမ်းသာကိုယ်ချမ်းသာရနိုင်တဲ့ရမယ်ပညာရည်တွေစ조사အထောက်ပြီးတိုးတက်ချီးပွားတဲ့လူသားတွေဖြစ်လာနိုင်တယ်အဲ့ဒီအခြေအနေမျိုးရောက်သည့်ထိအောင်မြတ်စွာဘုရားဟောကြားဆုံးမခဲ့တာဖြစ်ကိုချင်းစာတရားဆိုတာမေတ္တာကိုအခြေခံထားတာဖြစ်တယ်ကိုချင်းစာတရားဆိုတာဒီအရာရာမှာကိုမကြိုက်တာဟာသူမကြိုက်တာပဲဖြစ်တတ်တယ်ကိုမကြိုက်တဲ့ကိုယ်တိုင်ကတော့မကြိုက်ဘူးဒါပေမဲ့သူ့ကိုတော့အဲ့ဒီအခြေအနေမျိုးရောက်အောင်တွန်းပို့နေတယ်ဆိုတာဒါမဖြစ်သင့်တဲ့အရာတစ်ခုပဲနော်